အားလုံးပဲမင်္ဂလာပါဆိုးမမော်ရီဘလော့မှာကြိုဆိုပါရရှင်ဒီနေ့ sharing လုပ်ပြီးတင်ဆက်သွားမှာကတော့ကျမရဲ့လမ်းဘေးအိမ်ဆိုင်လေးအတွက်လိုအပ်တဲ့မုတ်လေးတွေကိုဈေးမှာတောက်ဝယ်တဲ့အကြောင်းလေးပေါ့နော်ကျမကအိမ်ရှိလမ်းဘေးလေးမှာဈေးဆိုင်လေးဖွင့်ထားတယ်ပေါ့နော်လမ်းဘေးဈေးဆိုင်လေးပေါ့လေဈေးကတော့ကျမတို့နဲ့နီးတဲ့မြနန္ဒာဈေးကိုသွားတာပေါ့နော်ဒီဈေးမှာကုန်စုကုန်ကြောင်းနဲ့လိုအပ်တဲ့ပစ္စည်းတော်တော်များများကိုအစုံရနိုင်ပါတယ်နော်ကျမတို့ငယ်ငယ်ကခက်လိုမျိုးဈေးကြိုထိသွားပြီးတော့မဝယ်လဲရတယ်ပေါ့နော်အမေတို့ခက်တုန်းကဆိုလို့ရှိရင်တော့ဈေးကြိုထိသွားဝယ်ရတာပေါ့နော်ဒါကတော့ကျမတို့ဝယ်နေကြမုတ်ဆိုင်ပေါ့နော်မုံမျိုးစုံရောင်းဝယ်တဲ့ဆိုင်လေးပါရှင်နာမည်ကတော့ဝေဝေအောင်လို့ခေါ်ပါတယ်ဈေးရုံထဲမှာရှိတာပါနော်ဒီဆိုင်လေးကမုတ်အေးနဲ့ခောက်ဆွဲကြောက်အစုံမျိုးစုံရတယ်ပေါ့နော်ခုလိုဘလော်လေးရိုက်ခွင့်ပေးတဲ့ဈေးဆိုင်ကအမကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်နော်ကိုယ်တိုင်လိုက်ပြီးတော့ရွေးဝယ်နေတာပေါ့နော်ဒီနေ့ဝယ်ရမှာကပစ္စည်းကတော့တိတ်မများဘူးပေါ့နော်လိုပဲတိုလီခွာလီဟိုကနည်းနည်းဒီကနည်းနည်းပေါ့စင်းရင်လေးရလည်းရေးသွားသေးတယ်ဒုမို့ဆိုလို့ရှိရင်မေ့ပြီးတော့ကြံခဲ့တာလေးတွေရှိတတ်လို့ဈေးရောက်လို့ရှိရင်လေဆိုင်ရအမနဲ့ရောဈေးလာဝယ်တဲ့သူချင်းချင်းနဲ့ပါအဲ့လိုစကားတွေကလေပေါ်နေတတ်တော့လေခါလေးမေ့သွားတာပစ္စည်းလေးရှိတယ်အားကြောင့်စင်းရင်လေးရေးမှတ်သွားမှအဆင်ပြေတာရှင်ဒီမှာရောက်တဲ့အရက်မှာလေပေါ်နေခြင်းပေါ့နော်ဒီမုတ်တွဲလေးတွေကတော့အခုလက်တလုံးမှာဆိုင်မှာတော်တော်လေးရောင်းနေရတဲ့ပစ္စည်းလေးတွေပေါ့ဈေးဟိုကတယောက်ထဲသွားတာဆိုတော့လေကိုရံဖြူရိုက်နေရတာပေါ့နော်သူများဝဲတာလေးတွေရှိလို့ရှိရင်လည်းဆက်စုရတာပေါ့နော်ကိုယ်ဆိုင်မှာလည်းတင်လို့ရှိရင်ရောင်းကောင်းနိုင်မကောင်းနိုင်ဆက်စုကြည့်ရတာလေဒီပိုက်ချိုချင်းလေးတွေကလည်းဆိုင်မှာတော်တော်လေးရောင်းရတယ်ဒါတော့ကျမတို့ငယ်ငယ်ခေတ်ထဲကစားလာကြတဲ့ကော်ဖီချိုချင်းလေးတွေပေါ့နော်ဒီဆိုင်မှာကတော့မုတ်တွေကတော့အစုံပေါ့နော်ကျမဆိုင်မှာကတော့အဲ့ဒါလောက်စုံအောင်တော့မတင်ထားနိုင်ဘူးပေါ့လေဆိုင်မှာဝယ်များတာရယ်ဝယ်သူကတင်ပေးပါဆိုတဲ့ပစ္စည်းတွေဦးစားပေးပြီးတော့တင်ပြတယ်ပေါ့နော်အခါလေးလဲပြောင်းလဲဖြစ်အောင်ဈေးတင်ပြီးဝယ်သူကြိတ်လောက်မဲ့ပစ္စည်းလေးတွေလည်းပြောင်းပြီးတင်ကြည့်ရတာပေါ့နော်အေးကတ်တွေလည်းရတယ်ပေါ့နော်ဒီမှာတရုတ်မုတ်ယူရီးယားမုတ်ဗမာမုတ်အစုံပါပဲဒါတော့ဆိုင်ရှင်မကစည်ရင်ရေးပေးနေတာပေါ့နော်စည်ရင်မရေးလို့ရှိလို့ရှိရင်လည်းပစ္စည်းအစုံကြတော့အကုန်လုံးအလွတ်မမှတ်ထားနိုင်လို့လေစည်ရင်လေးရေးယူရတယ်ခုခေတ်မှာတော့လေကျမတို့လိုဈေးဆိုင်သေးသေးလေးတောင်မှလေရင်းနှီးကတော်တော်လေးကိုများတယ်ပေါ့နော်ဈေးဆိုင်တစ်ဆိုင်ဖွင့်ဖို့တာတော့မလွယ်ဘူးလို့ပြောရမလားတော့မသိဘူးဘာပဲဝယ်အများတန်းချင့်ချိန်ပြီးဝယ်နေရတယ်ပေါ့နော်
ဈေးဆိုင်ရောက်လို့ရှိရင်လည်းအဲ့လိုတင်ကျင်တဲ့ပစ္စည်းလေးတွေဝယ်ကျင်တဲ့ပစ္စည်းလေးတွေကများတယ်လေအများတန်းဘတ်ဂျက်နဲ့ချိန်ရတာပေါ့နော်ဒါတော့အိမ်ကနေပဲအိတ်ယူလာခဲ့တာပေါ့နော်ဆိုင်ရောက်မှအိတ်မရှာကျင်တော့တာနဲ့ကိုယ့်အိမ်ကနေကိုတခါတည်းအိတ်ယူလာခဲ့လိုက်တာတော်တဲ့ပစ္စည်းတွေကတော့လေဆိုင်ကယ်နဲ့ပဲရအောင်တည်တာများတယ်ရအောင်တည်ပြတာများတယ်ပေါ့နော်ဈေးနဲ့ကလည်းတိတ်အဝေးကြီးမဟုတ်ဘူးလေကဲဈေးဝယ်လို့ပြီးတော့ပြန်มาတော့မယ်ဈေးဆိုင်ကလေငပြောတန်းထိတ်မှာပဲဒီလားတန်းကြုံလို့ရှိရင်ဝင်အားပေးလို့ရတယ်နော်ဒီနားလေးမှာချင်းမောင်းတဲ့တွေ့လို့စားကျင်တာနဲ့ဝယ်ခဲ့လိုက်သေးတယ်တရက်သီးရမန်းသီးရဇီးပြူသေးရပေါ့နော်စားအရန်စားကျင်တယ်လို့လားမသိတော်တော်လေးကိုစားလို့ကောင်းတယ်အဝင်းကျင်နေထားလေးကိုလည်းပြချင်တာတယောက်တည်းဆိုင်ကစင်းရရဆိုတော့တိတ်အဆင်မပြေဘူးဖြစ်နေတယ်နောက်ဘလော့တွေကြာလို့ရှင်တိတ်ချပြနိုင်အောင်ရိုက်ပြမယ်နော်ဒါကတော့အိမ်နာပတ်ဝန်းကျင်ဒီတစ်ဝိုက်လောက်ကိုပဲရိုက်ပြီးတော့ပြနိုင်တာပေါ့နော်ကဲဈေးကနေပြန်ရောက်ပါပြီရှင်ဈေးကပြန်ရောက်တော့လဲအိမ်ရောက်တော့ပစ္စည်းလေးတွေကိုထုတ်တင်တာထုတ်သိမ်းတင်တာသိမ်းလောက်ရတာပေါ့နော်ပြီးတော့စင်းရေးတာမှတ်တာနဲ့ပစ္စည်းဈေးနှုန်းကတ်တာလေးတွေလောက်ရတာပေါ့နော်ဒါကတော့ဝယ်လာတာလေးတွေပေါ့လေဒီနေ့အတွက်ဒါကတော့ကျမဈေးဆိုင်လေးပါကျမဈေးဆိုင်မှာကတော့ကျမသားရီသမီးတွေဖြစ်တဲ့ကြောင်ရောခွေးတွေရောအစုံပဲပေါ့နော်ကျမဈေးဆိုင်လေးကကျမ lifestyle ရဲ့တစ်စိတ်တစ်ပိုင်းလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဘလော်လေးကိုဒီလောက်နဲ့ပဲဆုံးသက်ပါမယ်ရှင်တင်ဆက်ပြသတာလေးတွေမှာအမှားယွင်းလိုအပ်ချက်လေးတွေရှိရင်ကျမအမှားဖြစ်တဲ့ကျမကပဲဒီနေရာနေတောင်းပန်လိုက်ပါတယ်ရှင်ဆုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆွေးနွေးကြံပြုချင်တာလေးတွေရှိလို့ရှင်လည်း comment မှာဝေရေးကြလို့ရပါတယ်နော်နောက်ဘလော်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျမပျော်ရွှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်တက်တာပါရှင်